ဇနီးမောင်နှံနှစ်ဦးဟာသူတို့ရဲ့အိမ်တော်ဖက်ကိုရွေးချယ်ရမယ့်နေ့မှာပဲဘဝအသစ်တစ်ခုအနေနဲ့ပြန်လည်မွေးဖွားလာခဲ့ကြပါတယ်ဒီတစ်ချိန်မှာတော့အမျိုးသားတစ်သူဟာသူ့ရဲ့ငကိုဇနီးဟောင်းကိုမရွေးချယ်တော့ပဲဇနီးဟောင်းရဲ့ညီမငယ်ကိုသာအိမ်တော်ဖက်အဖြစ်ရွေးချယ်ခဲ့ပါတယ်ထူးခြားတာကအမျိုးသမီးဖြစ်သူဟာစိတ်ဆိုးဒေါသထည့်ခြင်းမရှိတဲ့အပြင်သူတို့နှစ်ဦးရဲ့အိမ်တော်ရဲ့အတွက်စူးမုံကောင်းနေတောင်တောင်းပေးခဲ့ပါသေးတယ်အမျိုးသားဖြစ်သူအတွက်တော့ဒါဟာမယုံနိုင်စရာဖြစ်ရတဲ့တစ်ခုပါပဲဘာဖြစ်လို့လဲဆိုတော့အရင်ဘဝတုန်းကဒီအမျိုးသမီးဟာသူ့ကိုလက်ထပ်ဖို့အတင်းအကျပ်တောင်းဆိုခဲ့ဘူးလို့ပါတကယ်တော့အမျိုးသားဖြစ်သူဟာညီမဖြစ်သူကိုသာအမှန်တကယ်ချစ်မြတ်နှုတ်ခဲ့တာဖြစ်ပေမဲ့မိဘတွေရဲ့အဖိအားကြောင့်အစ်စ်ဖြစ်သူနဲ့လက်ထပ်ခဲ့ရတာဖြစ်ပါတယ်အကျိုးဆက်အနေနဲ့ညီမဖြစ်သူဟာစိတ်ထိခိုက်မှုတန်ကိုမခံစားနိုင်ပဲကွယ်လွန်သွားခဲ့ရပါတယ်အဲ့ဒီတုန်းကအမျိုးသားဖြစ်သူဟာအရာအားလုံးအတွက်ဇနီးဖြစ်သူကိုသာအပြစ်တင်နေပါတယ်ဒါပေမဲ့ဇနီးဖြစ်သူကသူ့ကိုကဲတင်ချင်လို့သာအတင်းအကျပ်လက်ထပ်ခဲ့တာမှန်သူလုံးဝမသိခဲ့ပါဘူးတကယ်တော့အမျိုးသားဖြစ်သူရဲ့မိသားစုဟာချိန်စာတင်နေတာပါအသက်20နှစ်မပြည့်ခင်မှာကံကောင်းခြင်းတွေပိုက်ဆိုင်ထားတဲ့အမျိုးသမီးတဦးနဲ့လက်မထပ်နိုင်ခင်သူဟာမိန်မလျအဖြစ်ပြောင်းလဲသွားမဲ့ချိန်စာမျိုးပဲဖြစ်ပါတယ်အရင်ဘဝတုန်းကအမျိုးသမီးဖြစ်သူဟာသူမရဲ့ညီမမှာရီးစားတွေအများကြီးထားခဲ့ဘူးလို့ကံကောင်းခြင်းတွေမကြံတော့ဘူးဆိုတာကိုသိရှိသွားခဲ့ပါတယ်ဒါကြောင့်လေအမျိုးသားဖြစ်သူရဲ့ချိန်စာကနေကဲတင်ဖို့အတွက်သူမကိုယ်တိုင်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာပါအခုဘဝတည်းမှာတော့အမျိုးသမီးဖြစ်သူဟာအမျိုးသားရဲ့ဟန်ဆောင်မှုတွေကိုအခုအဆင့်မြင်နေရပြီဖြစ်လို့သူမရဲ့ကံကြမ္မာကိုကိုယ်တိုင်ပြန်လည်ရွေးဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာအမျိုးသားဖြစ်သူရဲ့ဝမ်းကွက်ညီကိုတော်ဆက်သူနဲ့ဆက်သွယ်ခဲ့ပါတယ်အရင်ဘဝတုန်းကဒီဝမ်းကွက်ညီကိုဟာသူမကိုလက်ထပ်ဖို့တောင်းဆိုခဲ့ပေမဲ့သူမကအမျိုးသားဖြစ်သူအတွက်ကြောင့်ရဲရဲဆက်ဆက်ညှင်းပယ်ခဲ့ပူပါတယ်ဒီတစ်ချိန်မှာတော့သူမဟာဝမ်းကွက်ညီကိုရဲ့လက်ထပ်ခွင့်တောင်းမှုကိုလက်ခံလိုက်ပါတယ်ဝမ်းကွက်ညီကိုဟာအလုံးဝမ်းသာသွားပြီးမင်္ဂလာဆောင်ရက်ကိုချက်ချင်းတတ်မှတ်လိုက်ပါတော့တယ်တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီနေ့ဟာအမျိုးသားဖြစ်သူနဲ့သူမရဲ့ညီမတို့မင်္ဂလာဆောင်မဲ့နေ့ရက်နဲ့တရက်တည်းဖြစ်နေခဲ့ပါတယ်မကြခင်မှာပဲသူမနဲ့ဝမ်းကွဲညီကိုတို့ဟာမင်္ဂလာဝတ်ဆောင်ရွေးချယ်ကိုရောက်ရှိလာကြပါတယ်ခဏအကြာမှာတော့ဝမ်းကွဲညီကိုဖြစ်သူဟာကိစ္စတစ်ခုကြောင့်အပြင်ကိုခေတ္တထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့